လမ်းဒါပါမန္တလေးကျုံးပွင့်26လမ်းမန္တလေးကျုံးပွင့်26လမ်းဟိုရက်ဆက်ဒါပါဆိုင်ကယ်နဲ့ဆိုင်ကယ်သမားဟိုဒီလိုထဲမှာဟုတ်တယ်ဆိုင်ကကုန်းချရုံဝင်ပြီးရတယ်ဟောအေးပေါ်လိုက်ကြတယ်ဝိစင်ဆန်းဟာတော့ချောက်ပဲဆန်ကားလိုက်ပြီဟယ်လိုတော့ချောက်ပြီဟယ်လိုဒါပါ26လမ်းโอ้မလေးကြီးပဲအဲ့ဒါပြောသွားတယ်ကြည့်အဲ့ဒီလူတွေတဲနေလား84လမ်းပဲဟိုဒါကြီးတို့မလေးဒီတော့ဆောင်းတာနော်လမ်းပေါ်ဆောင်းကြတာမလေးလမ်းပေါ်ကြနိုင်ကိုပေါ်ကြတော့မလားဟုတ်ပြီလေကိုပေါ်ပဲကြတော့မလားမလားတောက်လျှောက်ပဲပြန်84လမ်းမလေးမျိုး84လမ်းကောင်ပါပုံလာပဲနော်ဟုတ်ဆန်လမ်းလေတိုင်းလေနဲနော်ကြီးပဲဘလိုကြီးဆောင်းထောက်อ่ะဟုတ်ဘာကဆောက်လက်စားအိုးနဲနော်ပြသွားတာပါဟို